ကြီးစံတောင်ကိုအဝေးဆုံးကွာဝေးအထိရောက်သွားစေဖို့အတွက်ဒီမျိုးသားဟာဇာကနာကိုတေးသေးချာချာသုံးပြီးကြီးထိပ်ဖူးကိုအရင်ဖြုတ်လိုက်ပါတယ်အထဲမှာရှိတဲ့ရမ်းမှုတွေကိုထုတ်ယူပြီးပိုပြီးပြင်းအားကောင်းတဲ့ရမ်းမှုတွေဖြစ်အောင်ပြုပြင်မွမ်းမံလိုက်တာပါသူဟာရမ်းဟောင်းနဲ့ရမ်းတစ်ကိုတိကျတဲ့အချိုးအစားတိုင်းရောဆက်ပြီးကြီးခွန်ထဲကိုပြန်ထည့်ကာထိပ်ဖူးကိုပြန်တက်လိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကြီးထိပ်ဖူးကိုအချုံဆုံးဖြစ်အောင်တွေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ကြီးထိပ်ဖူးကပိုချွန်လေးလေတုရဲ့ခုခံမှုကိုပိုပြီးကျော်လွှားနိုင်လေးဖြစ်ပြီးပြန်တန်းနှုံးနဲ့အကွာဝေးကိုပိုပြီးတိုးစေလိုပါပဲသူဟာဒီကြီးစံကိုသုံးပြီး10ကီလိုမီတာအကွာဝေးမှာရှိတဲ့ပြစ်မှတ်ကိုလောက်ကျန်ဖို့စီစဉ်ထားတာပါသူဟာစနိုက်ပါတိုင်းဖဲကိုအမြန်တက်ဆင်လိုက်ပြီးမှန်ပြောင်းကနေတိတိကျကျတိုင်းနာကြည့်လိုက်တဲ့အခါပြစ်မှတ်ဟာတကယ်ပဲ10ကီလိုမီတာအကွာမှာရှိနေပါတယ်အကွာဝေးကအရန်ဝေးလုံးတာကြောင့်ကြီးစံဟာပြန်တန်းနေစဉ်အတွင်းကမ္ဘာဆွဲအားရဲ့တက်ရောက်မှုကိုခံရမယ်ဆိုတာသူသိပါတယ်ဒါကြောင့်ကြီးစံဝေးဆုံးကိုရောက်သွားစေဖို့အတွက်တင်းနဲ့ပြောင်းကို40ဒီဂရီအထိအပေါ်ကိုစောင်းလိုက်ပါတယ်သူရှိနေတဲ့နေရာနဲ့ပြစ်မှတ်ရှိတဲ့နေရာကိုမြေပုံပေါ်မှာမှတ်သားလိုက်ပြီးသူ့ရဲ့ပင်ကိုတီးစိတ်ကိုသုံးကလေတိုင်းနှုံးလေဦးတီယာနဲ့လေတုဆိုထိုင်းဆက်တွေကိုတွက်ချက်လိုက်ပါတယ်ဒီချက်လက်တွေအပေါ်အခြေခံပြီးမြေပုံပေါ်မှာကြီးစံပြန်တန်းမဲ့လမ်းကြောင်းကိုပါရေးဆွဲလိုက်တာပါပြီးတော့မှန်ပြောင်းကနေတဆင့်ပြန်တမ်းမဲ့လမ်းကြောင်းမှာအတားအဆီးတွေရှိမရှိထပ်မံအတည်ပြုပါတယ်လမ်းကြောင်းရှင်းလင်းနေပြီဆိုတာတေချာတာနဲ့သူကိုယ်တိုင်ပြုပြင်ထားတဲ့ကြီးစံကိုပြောင်းရဲကိုထည့်လိုက်ပါတော့တယ်10ကီလိုမီတာဆိုတဲ့အလွန်ဝေးတဲ့အကွာဝေးကြောင့်ပြစ်မှတ်ရဲ့အခြေအနေကိုသိနိုင်ဖို့သူ့ဖုံးမျက်နှာပြင်ကနေတဆင့်အချိန်နဲ့တပြေးညီစောင့်ကြည့်နေရပါတယ်အပြင်ကအခြေအနေတွေပေါ်မူတည်ပြီးတင်းနဲ့ရဲ့ပြစ်ခတ်မဲ့ထောင်ကိုအနှဲငယ်ထက်ညှိလိုက်တဲ့အခါမှာတော့အားလုံးဟာအဆင်သင့်ဖြစ်သွားပါပြီသူဟာအသက်ကိုအောင့်ထားပြီးတင့်တော်မဲ့အချိန်ကိုစောင့်နေပါတယ်မကြခင်မှာပဲသူစောင့်ရတဲ့ပြစ်မှတ်ဟာရောက်ရှိလာပါတော့တယ်ပြစ်မှတ်ဖြစ်သူကစကားပြောဖို့ဘာသာဟလိုက်တဲ့ခဏတာအခွင့်အရေးကိုသူရယူပြီးခလုတ်ကိုပြက်ပြက်သားသားဆွဲyiလိုက်ပါတယ်သူကိုယ်တိုင်ပြုပြင်ထားတဲ့ကြီးစံဟာလေထုကိုခွဲထွက်ပြီးသူကြိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းတိုင်းတိတိကျကျပြန်တန်းသွားပါတော့တယ်သူကတော့ဖုံးမျက်နှာပြင်ကိုကြည့်ရင်ပြစ်ခတ်မှုရလဒ်ကိုအေးအေးဆေးဆေးစောင့်ကြည့်နေခဲ့ပါတယ်ကဲစကားမဆက်ကဘာပေါ်မှာအဝေးဆုံးစနိုက်ပါပြစ်ခတ်မှုစံချိန်ကဘယ်လောက်လဲဆိုတာတင်ရောသိပါသလား